ဒေါ်လာ30 မီလီယံဘူးမော်တစ်ခုလုံးက brand အဝတ်အစားလက်ဝတ်ရတနာနဲ့ designer bag တွေကိုဝယ်ပစ်ပြီး bodyguard တွေနဲ့အေးအေးဆေးဆေးလှည့်ထွက်သွားတဲ့မိန်းမတစ်ယောက်ဒီအရာအားလုံးဟာသူမရဲ့ ex-husband ကိုပြန်လည်တုံ့ပြန်ဖို့ပဲမျိုးသမီးဇက်ကောင်ဟာအိမ်အောင်တက်9နှလုံး husband ပြောသမျှနားထောင်ပြီးမိသားစုအတွက်ပဲအသက်ရှင်ခဲ့သူပါသူရဲ့ first love နဲ့ relationship ကို public ကြေညာထားတဲ့သတင်းကိုမြင်လိုက်ရပါတယ်အဲ့ဒီည husband အိမ်ပြန်လာတော့ explanation တစ်ခုမှမပေးဘဲ divorce agreement ကိုပဲတိုက်ရိုက်ပေးလိုက်တယ်ပြီးတော့ unlimited black card တကက်ထုတ်ပေးပြီးငွေနဲ့အားလုံးကိုဖြည့်ရှင်းလို့ရမယ်ထင်နေခဲ့တာပါ heroine က career ကိုစွန့်ပြီး family အတွက်အားလုံးပေးဆက်ခဲ့ပေမဲ့နောက်ဆုံးရခဲ့တာက divorce ဆိုတဲ့စကားတစ်ခုပဲဒါကြောင့်သူမကမတွန့်ဆုတ်ပဲ divorce paper ကိုချက်ချင်းလက်မှတ်ထိုးလိုက်တယ်ထွက်သွားခံဒီ husband ကိုအေးဆက်ဆက်ကြည့်ပြီးတနေ့မင်းဒီဆုံးဖြတ်ချက်ကိုနောင်တရလိမ့်မယ်လို့ပြောခဲ့ပါတယ် divorce ပြီးနောက် heroine ဟာဘဝအသစ်ဆောက်ဖို့ဆုံးဖြတ်ပြီး fashion designer အလုပ်ကိုပြန်လုပ်တယ်ဒါပေမဲ့ ex-husband ကတော့အိမ်ရှင်မလုပ်နေတာ9နှစ်ရှိတဲ့မိန်းမတစ်ယောက်ဘာမှမဖြစ်နိုင်ဘူးလို့အထင်သေးနေစေ company ပြန်ဝင်တဲ့ပထမနေ့မှာတင် ex-husband နဲ့ပြန်ဆုံပြီးသူကလူရှိသူရှိမှာ advice ထဲဆွဲခေါ်သွားတယ် Howard Berry ကလည်း heroine ကအခါကိုမမေ့နိုင်သေးလို့ပြန်လာတယ်ထင်ပြီးတီးတိုးပြောနေကြပါတယ်ဒါပေမဲ့ heroine ကတော့ငါပြန်လာတာအလုပ်အတွက်ပဲလို့ပြက်ပြက်သားသားပြောလိုက်တယ် ex-husband ကမကျေနပ်ပဲ resignation တင်ခိုင်းပေမဲ့ heroine ကလုံးဝမနာခံခဲ့ပါဘူးနောက်ပိုင်းမှာတော့သူက heroine ကို company ရဲ့အခက်ဆုံး business deal ပေးပြီးမအောင်မြင်ရင်ကိုယ့်ဘာသာ resign လုပ်လို့စိန်ခေါ်လိုက်တယ် heroine က challenge ကိုလက်ခံခဲ့ပေမဲ့ client ကအကျင့်မကောင်းတဲ့သူဖြစ်နေပြီး meeting မှာတော့သူမအပေါ်မတင်တော်တဲ့အပြုအမူတွေလုပ်လာတယ် heroine ကချက်ချင်းပြန်တုံ့ပြန်လိုက်တဲ့အတွက် partnership ပြတ်သွားပါတယ် company ပြန်ရောက်တော့လူတိုင်းကသူမ fail သွားပြီဆိုပြီးစောင့်ကြည့်နေကြတယ် heroine ကိုယ်တိုင်တောင်ဒီတစ်ခါတော့အလုပ်ထွက်ရမယ်ထင်နေခဲ့တာဒါပေမဲ့နောက်တစ်နေ့မှာတော့ fail ဖြစ်သွားပြီထင်ထားတဲ့ contract ကရုတ်တရက် sign ဖြစ်သွားတယ်ပိုပြီးအံ့ဩစရာကောင်းတာကအဲ့ဒီ contract ကို sign လုပ်ပေးခဲ့သူက ex-husband ကိုယ်တိုင်ဖြစ်နေခဲ့တာပါအဲ့ဒီအချိန်မှာ heroine ဟာဒီလူကိုငါတကယ်နားမလည်နိုင်တော့ဘူးလို့စပြီးခံစား